2025 ခုနှစ်ကမ္ဘာသဲကန္နာရဖြစ်ထွန်းမှုနဲ့မိုးကောင်ရေရှားမှုတိုက်ဖြတ်ရေးနေ့အထင်အမှတ်တစ်ပင်စိုက်ပျိုးဝဲခန္ဓာကိုဇွန်လ18ရက်နေ့ကရေနံချောင်းမြို့အထူးစိမ့်လန်းစုပြည့်ရေးဆောင်စီမံကိန်းမှာကျင်းပခဲ့ပါတယ်။ကမ္ဘာသဲကန္နာရဖြစ်ထွန်းမှုနဲ့မိုးကောင်ရေရှားမှုတိုက်ဖြတ်ရေးနေ့အထင်အမှတ်ရဲ့ဆောင်မှုကတော့မြေယာပြန်လည်ထိန်းသိမ်းရေးအခွင့်အလမ်းများဖော်ထုတ်ပေးဖြစ်ပါတယ်။ဒီသတင်းကိုမကွေးသတင်းဌာနခွဲမှဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ သဲကန္နာရဖြစ်ထွန်းမှုကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များနဲ့မြေတန်းစားကြာဆင်းမှုညွန်နေပပျောက်စီရေးလုပ်ငန်းများဒေသခံပြည်သူများရဲ့မြေယာပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုမြင့်တင်ဖို့သဲကန္နာရတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုပုံမအားကောင်းစေဖို့ရည်ရွယ်ပြီးကမ္ဘာသဲကန္နာရဖြစ်ထွန်းမှုနဲ့မိုးကောင်ရေရှားမှုတိုက်ဖြတ်ရေးနေ့အထိမ်းအမှတ်တစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကိုကျင်းပတာဖြစ်ပါတယ်။တစ်ပင်စိုက်ပျိုးပွဲတော်မှာတော့အထူးစိမ့်လန်းစုပြည့်ရေးဇုံစီမံကိန်းအတွင်းမှာတစ်မျိုး6မျိုးပြိုးပင်ပေါင်း940ပင်ကိုစိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ဒီမြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဒေသမှာဆိုလို့ရှိရင်ဒီသဲကန္နာရဖြစ်ထွန်းလာနိုင်မဲ့အလားအလာတွေလည်းကြုံတွေ့နေရတာဖြစ်ပါတယ်ဒီလိုကြုံတွေ့နေရတဲ့အလားအလာတွေဖြစ်လာတဲ့ပုံမှာဒေသခံပြည်သူများအနေပြီးတော့မှဒီ awareness ရရှိပြီးတော့မှဒီကျွန်တော်တို့ဌာနအနေပြီးတော့မှဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေမှာပုံမှုပြီးတော့မှပူးပေါင်းပါဝင်ဆောင်ရွက်လာစေဖို့အတွက်အသိပညာပေးလှုပ်ရှားတဲ့အနေနဲ့လူလူလှုပ်ရှားမှုသစ်ပင်စိုက်ပျိုးခြင်းပဲဖြစ်ပါတယ်ပြည်သူလူထုရဲ့ပေါင်းစပ်တဲ့အင်အားနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအလဲပိုင်းမှာသဲကန္နာရဖြစ်ထွန်းမှုရှိနေတဲ့အလားအလာကိုအများကြီးချော့ချော့သွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာကမ္ဘာသဲကန္နာရဖြစ်ထွန်းမှုနဲ့မိုးကောင်ရေရှားမှုတိုက်ဖြတ်ရေးနေ့မှာခန္ဓာကျင်းပခြင်းအဖြစ်လေပိုင်းဒေသမှာရှိတဲ့ပြည်သူလူထုတွေနဲ့မကဘဲနဲ့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုကပါဒီသဲကန္နာရဖြစ်ထွန်းလာမှုဒီမိုးကောင်ရေရှားမှုရဲ့အရေးပါပုံတွေဆိုးကျိုးတွေကိုဒါသိရှိနားလည်လာပြီးအားလုံးပူးပေါင်းဆောင်ရွက်လို့ရှိရင်ဒီသဲကန္နာရဖြစ်ထွန်းမှုကိုကျွန်တော်တို့အချိန်မီတားဆီးကာကွယ်နိုင်မှာဖြစ်ပါကြောင်းပြောကြားလိုပါတယ်မကွေးတိုင်းဒေသကြီးမှာမကွေးတိုင်းဒေသကြီးရဲ့ဆိုရအဖွဲ့ရဲ့လမ်းညွန်ကြီးကြပ်မှုနဲ့အပူပိုင်းဒေသစိမ့်လန်းစုပြည်ရေးဦးစီးဌာနကကျင်းပပြုလုပ်တဲ့ကမ္ဘာသဲကန္နာရဖြစ်ထွန်းမှုနဲ့မိုးကောင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနဲ့တစ်ပင်စိုက်ပျိုးပွဲတော်ကိုပြီးခဲ့တဲ့2024ခုနှစ်ကပထမအကြိမ်အဖြစ်မကွေးမြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အခု2025ခုနှစ်ရဲ့အထိမ်းအမှတ်နေ့မှာတော့ရေနံချောင်းမြို့နယ်မှာလူထုလှုပ်ရှားမှုအသွင်နဲ့စိုက်ပျိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့မကွေးသတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။